happy time surprise ပေါက်ဖောက်မယ်ဟေးဘလိုင်းပေါက်ပုံစံမျိုးလေးပေါ့နော်ဒီထဲမှာဆိုလို့ရှိရင်အယုတ်ကလေးတွေရောဒီမှာ power bank နေပြီးရင်ဟာအစုံဘလုံးမဲ့အယုတ်တွေရောဘာညာစမကလားအစုံပါတယ်တောင်ကြီးရမယ်ပေါ့နော်ဒီဥစ္စာတောင်ကြီးရဘလိုင်းပေါက်ပေါ့နော်ဒီဥစ္စာ1000ပေးရတယ်မင်းဖောက်တော့မယ်ကဲဖောက်ပြီတောင်ကြီးရဘလိုင်းပေါက်1000နဲ့ကဲ happy time ဆိုတော့ပျော်ရွှင်စရာအချိန်တွေများပိုင်ဆိုင်ရမလားဆိုတော့ကြည့်ရမှာပေါ့နော်ဒီမှာကြည့်ဒီလိုမျိုးထုံးနေလာပြီဝေါမရှိတော့ဘူးမရှိသွားလိုက်တော့ကဲလာပြီကဲနောက်ထပ်တစ်ထုပ်ဒီတစ်ထုပ်ကိုထပ်ဖောက်အောင်မယ်ကောင်းတော့လေးသွားလိုက်တော့ဝေါငါမိုက်ဆိုင်တွေ့နေရပြီမြို့ပြသေး1 2 3ရင်တော့ထုတ်လိုက်မယ်1 2 3ဘိုင်လေမဆိုင်လားကဲဝါလိုက်ရဝါလက်ပောက်သွားပြီဟေးရော့ထဲဟောင်းမရှိအောင်ဖောက်လိုက်မယ်အိုက်ဆန်အိတ်ဖြစ်ရမယ်ဒီမှာဒီလိုမျိုးကဲဒီမှာသစိမ့်နဲ့နော်အစ်စ်လားအစ်စ်ကဲဒီမှာဒီတက်မှာဖောက်နေဖော်လေးကိုထုတ်လိုက်ဒီမှာခဲတန်နေပါထည့်လို့ရအဲ့ကဲနောက်တစ်ခုကြံနေကြပဲနောက်တစ်ခုဟေးအဲ့ဘာလေးလဲဟမ်ဘာလဲ USB လားပါလားမသိခဏလေးပြဲသွားပြီကြောက်ကဲသွားပြီအပါပါဒီမှာ USB ကောင်တစ်ခုပါတယ်ဟိုဟာဘာလဲဒါမီးထွန်းရရလားခဏငါမလုပ်တော့ဒါဘယ်လိုလုပ်ရလဲဟဲ့ငါမလုပ်တတ်တော့ဘူးဒီဥစ္စာငါမသုံးတတ်ဘူးတိတယ်လို့ပြောခဲ့ကြအောင်ဒီမှာဒီဘေးမှာလည်းဒီလိုခလုတ်တစ်ခုနှစ်ခုပါတယ်အပေါ်ကလည်းနှိပ်လို့ရတယ်ဒီမှာပြီးမှအညွှန်းကြီးမှာပဲလုပ်လို့ရမှာဒီလိုကနောက်ခုပါဗျံပလာနဲ့နောက်သိထားရပါနောက်ဆုံးတစ်ခုယာတော့နောက်တော့ဒီမှာဒမ်မီလေးကဲမီကျက်တဲ့လူတွေအတွက်အဆင်ပြေတယ်ငါတို့အဆင်ပြေပါပြီဒမ်မီရတယ်ဒီဥစ္စာဘာလဲမသိအောက်တွင်းနေဟာလားဒါဘာလဲမသိမင်းတေချာကြည့်မှရပြီးရင် wallet ရတယ်ကဲ1000နဲ့တန်နဲ့ပြောခဲ့ကြအောင်ကော်ဖီတောင်းရင်ကန်ထူးဖို့ကော်ဖီကွယ်မဲဖောက်ကြစို့ကျန်တယ်ကော်ဖီကွယ်မဲချစ်ပူလေးကော်ဖီကွယ်မဲလေးဖောက်ပြမယ်နော်ဒါက2500လားပဲပေးရတယ်ဒီခွက်လေးတစ်ခွက်ကသွားလိုက်တော့ဒီတစ်ခွက်ကို2500ပေးရတော့ကဲဒါလေးဖောက်ပြမယ်ချစ်ပူလေးပျော်ရန်ကော်ဖီကွက်ကဲကော်ဖီကွက်ကလေးဝယ်တာကကန်ဆယ်မဲပါလာပြီဖောက်ပြမယ်နော်ကဲ2500နဲ့ဝေသားကန်ဆယ်မဲဆိုခါလေးရှုံးမလားနိုင်မလားသိရတယ်မ200ရှုံးမလားနိုင်မလားတစ်ခါလေးသိရဟိုပစ္စည်းရပါလို့မျိုး cosmetic တို့ပါလို့ဖလားကုန်ပစ္စည်းတို့ပါလို့မျိုး fancy ပါလို့မျိုးသူကရှင်းချိန်ပြီးတွက်ဆရာမလို့အိုးငါ9000နဲ့ထင်တာ900နော်အဲ့လိုမျိုးတွက်ဆရာမလို့ပတ်စံဆိုတစ်ခါတော့ရအေး200ပေါက်ပြန်200ပဲကြိုက်တယ်အဲ့လိုပတ်စံတွေပဲပါငါပတ်စံပဲလို့ပတ်စံပဲလို့ဒီတော့ပတ်စံပဲလို့ကျန်တာ many I like many ဆိုတာလေယူချင်လေးပေါက်နေနော်ရှုံးနိုင်များလာပြီနော်ပတ်စံအစုပ်ပါဆိုမှတိတ်ကြီးကိုလူကွီစုကတ်တာဒီလိုပါပဲဝဲစေးတွေမဲဒီဖောင်းရှုံးတယ်နော်ငါပြောပြကြပြီးမှသူ့ကိုအားကြပြီးဖောက်လိုက်တာဘောကွန်ရှုံးသွားပြီလားမပြောနဲ့နင်တို့ဘူးမှလည်းဖောက်ခိုင်းငါတော့ရှုံးလို့ဘူးကဒီကိုကနေလို့ပါလို့သွားရှုံးပြီတွေ့လား900 900 900အစ1100ခွက်ကလေးနဲ့ရော့တောင်းစား900ကိုပေးတယ်ခွက်ကတဲလီတောင်းစားလိုက်တော့အော်လိုက်ပါနော်ကဲဒီမှာမကြေဝတ်ထန်နေမယ်ဒါ lucky money 2ချောင်းဟုတ်ဒါ10ချောင်းပါတယ်ထုတ်ကလေး lucky money အချောင်းထုတ်ကလေးကဲဒါလေးဖောက်ပြမယ်ဟေးရမ်းမလားနဲ့နော်ရှုံးနေပါတယ်စုံနေမှာပဲညောက်တောင်းစားခိုင်းတဲ့လူပေါ်လာပြီပေါ့ကဲဒီမှာဟေးဒါလေးလေဟောဆိုချင်းလေးဈေးဘက်ကဆိုချင်းဝတ်တွေတော့ကွဲတော့မယ်အေးဒါလေးကိုလူလေးပဲလုပ်လိုက်တယ်ကြော့စမပြေဘူးအေးပတ်စံအေးအတန်ကြီးထင်တယ်ဒါတော်တော်ကြက်အိုး200ဒီ200နဲ့လေတော်တော်ကြက်နေနော်ကဲဒီကြီးတာနဲ့ထိုးရင်ဩချိုချင်းလေးကဲဒီမှာ lucky man ဒီချောင်းလေးဒီလိုမျိုးလေးတွေကဲရှော့ပေါက်လိုက်စမ်းအေးပတ်စံဒီခါတော့ပတ်စံဟေးဒီခါတော့ပတ်စံဟဲ့တရားလေနည်းနည်းဝိုင်းနော်နည်းနည်းဝိုင်းနော်အစမပြေဘူးစော့ကင်မပြောကေဘူးတဲ့ရော့အေးဘယ်လောက်လဲ200 200တိုင်းရပြေး200တိုင်းရဒီမှာပြေးငါတို့လည်းလူပြေးရမှာနော်စော့ကြီးလည်းပြေးနေပြေးဒီဥစ္စာလေးကဒီတူနဲ့ထိုးတာတော့မပြေးတော့ပါဘူးစော့ကြီးလည်းပြေးနေလို့ဖြစ်ရမှာနော်စီစဉ်ကြအောင်200လည်းပြေးကဲမဲရီရရှုံးမှလည်းဆုံးနေမှာပဲပေါက်ပတ်စံပေါက်လို့ရှိရင်ဟိုဟာအစုပ်တွေကြီးပဲဒါပေါက်သွားလားမိကျမအေးဟုတ်တယ်ဒီမှာတရားပေါက်သွားတာကဲဗျမ်းမလာနဲ့ဒီတိုင်းလည်းအစမပြေသေးတယ်မှာကဲ
ကဲရန်လေးတစ်ဖောက်မယ်နော်ကဲပောက်သွားပြီရောလက်မျိုးနဲ့ထိုးလိုက်မယ်200ကဲအဖြူချောင်းလေးကတော့ကန်ကောင်းပါစေအဖြူချောင်းလေးကန်ကောင်းပါစေကဲနောက်တစ်ခုဖြူချောင်းလေးအိုးပောက်သွားပြီရောဒီလိုထိုးလိုက်မယ်အေး900ဒါလေးကတော့မစိုး900ဆိုမစိုးအပြာချောင်းလေးလိုလိုက်မယ်အပြာချောင်းလေးကဲအပြာချောင်းလေးကနေပြီးတော့ကန်ကောင်းပါစေထိုးဆော့စင်ဆူးချနှလုံးရဟုတ်ပါသွားလိုက်တော့ကဲနောက်ဆုံးတစ်ချောင်းနေငါတို့လည်းပြောလိုက်ပေါက်ရင်ကောင်းမယ်ဒီပေါက်တော့200တိုင်းနေပြီပဲတွေ့လား200 400 500ဒီ9နဲ့ဆိုတော့1000 200 400အစံ1500ရတယ်ချိုးချင်းလေး3လုံးဝင်အဲ့ဒါပဲရဒီမှာပတ်စံရုံမှာယေးဒီမှာရွှေလက်ကီးရဒီမှာဒီရောင်းစောအိမ်မဲလေးဖောက်ပြန်မယ်ဒါ1500လား2000လားလို့တရားဈေးချိုးတယ်ပေါ့နော်ကွန်မန့်ဒါလေးဖောက်ပြန်မယ်ဒါလေးကတော့မဲအဟောင်းလေးပေါ့နော်ကဲဒါလေးလက်ကြံလေးမင်းဖောက်ပြလိုက်မယ်ဒီလိုရောင်စုံလေးအမဲလေးတွေအယောင်လေးပဲဒီရောင်လေးကကိုယ်ရဲ့နေတာလေးကိုဖောက်ပြမယ်ဟုတ်100ပောက်ပြီကဲနောက်ထပ်100ဟောဒါကတော့ဗလားကဲဝိုင်းအောင်တော့ခုပါတယ်ဖောက်မယ်အေးပောက်သွားပြီ200ကဲဒီမှာဒီဝိုင်းအောင်လေးရအောင်ဘယ်လောက်ပောက်မလဲကြည့်လားဟာဗလားအစိမ်းရောင်လေးကြည့်မယ်ဟဲ့ကဲဟာအစိမ်းရောင်ဗလားပဲရေးစစ်တယ်ဒါလည်းဗလားပဲကဲအမဲရောင်လေးကန်ကောင်းလိုက်ပါဆယ်အမဲရောင်လည်းဗလားဟာဒီမဲအောင်လည်းပလာပဲပန်းအောင်လည်းအပြာအောင်မရှိတော့ဒီပြာအောင်ရင်ဖောက်လိုက်မယ်ပြာအောင်လည်းပလာတယ်ဘိုးကွယ်မဟုတ်ကွယ်ပလာတယ်ဟဲ့ဒီပန်းအောင်လည်းကန်ကောင်းပြီပါ1 2 3ပလာတယ်ပတ်စံ300ပဲရတာတကယ်ဒီမှာပလာပဲပတ်စံလေတကယ်တော့မှကျန်200တန်100တန်ပတ်စံ300ပဲရတယ်ဘာဖြစ်ဝက်ကိုရှုံးတာဝေဖာမဲနှစ်ခုနေရာလေးဖောက်လိုက်မယ်နော်နေရာလေးဖောက်ပြမယ်2500တန်ဝေဖာမဲလေးဖြစ်ပါတယ်ကဲငါဖောက်ရင်ဒီဝေဖာလေးဆိုရင်တွက်ကြိုက်တော့မှာငါသူ့အဲ့တော့ဖောက်ပြလိုက်တော့မယ်နော်ကဲဒီလိုလေးတွေဝေဖာတိုမဲလေးတွေဟေးပါလဲထောပြီးဝေဖာမဲဟုတ်လားကျော်ထောပြီးဝေဖာမဲကျော်အိုင်မလားအေးပါတယ်မလီဖလာကြီးတွေလုပ်လို့မရဘူးပါတယ်ဟေး50ပေါက်တာဟိ100တယ်လေဟလာတူတီးလေးကတကယ်ကိုသုံးဝင်တာနော်တူတီးလေးဘယ်လောက်လဲ100ပဲဒီမှာငွေ100အကျွေး100ငွေ100ဗျမ်းပလာဘောကွယ်ပောက်သွားပြီ50တဲ့ဒီမှာ50ဘာမှဆုံးရဘူးပောက်သွား100ပဲအေးပေါ့ဒီဟာလေးတူလေးဆိုလေး100 200လေးပဲဒီလိုထည့်လို့ရမှာပေါ့200တော့မပါသေးပါဘူးကွယ်50နဲ့100ပဲတွားအမလီကဲနောက်တစ်ခုရှော့ကဲအဲ့ဆိုတော့100 200 300 350 400ပဲရတယ်2500